မင်းကတော့ဆေးအေးဆေးဆေးဝီးတောက်ချင်တာပဲဒါပေမဲ့မင်းတောက်လိုက်တဲ့ဆေးချုပ်ကတမျိုးလုံးမှာတယောက်သေးစီမှာပဲရှိနေတဲ့ရှားပါးပလစီထင်နေပြီအဲ့ဒီဆေးချုပ်ကပဲမင်းကိုလူသက်မှုတစ်ခုရဲ့မျက်မြင်တရားခံအဖြစ်တက်တယ်ပြနေmirဆိုရင်မင်းပါလုံးမလဲဒေးဗစ်တယောက်မတော်တဆလူသက်မှုတစ်ခုကိုမြင်တွေ့သွားရကနေသူ့ရဲ့ဆေးရောင်းသူတငယ်ချင်းနဲ့အတူလူဆိုးကိုင်းတွေအချင်းပြက်ရဲတွေလက်ကနေဘလူတွေအလွဲတွေလုတ်ပြီးထွက်ပြေးကြမလဲဆိုလားကြည့်ရမယ်ဟာတာတရုပ်ဆောင် Seth Rogen နဲ့ James Franco တို့ရဲ့နာမည်ကျော် action comedy ရုပ်ရှင်ဖူးတဲ့ Pineapple Express ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရုပ်ရှင်ကို1938ခုနှစ်အမေရိကန်မှာစတင်ထားပြီးကြောက်ဆောင်ကြီးတစ်ခုပဲရှိတဲ့ကွင်းပြင်တစ်ခုတည်းကိုကားတစ်စီးဆက်ရောက်လာပါတယ်။လူနှစ်ယောက်ကားပေါ်ကဆင်းလာပြီးကြောက်တုံးကြီးကိုမလိုက်တဲ့အခါမြေအောက်ရေမြောင်းဝင်ပေါက်တစ်ခုပေါ်လာပါတယ်။သူတို့ဟာစစ်ဘက်ဆိုင်ရာအဆောက်အုံထဲဆင်းသွားကြပြီးဆေးချောက်ရှူနေတဲ့စစ်သားတစ်ယောက်ကစစ်တပ်အဖော်သူဘလောက်မကျေနပ်ကြောင်ဖျောက်နေတာကိုမှန်လုံကန်းတဲကနေကြည့်နေကြပါတယ်။သူကအတင်းထန်ဝေဖန်ဖျောက်ရှူနေပြီမဲ့လေတစ်ဖက်မှာတော့တော်တော်လေးစိတ်လက်ပေါ့ပါဟိကျေနပ်နေပုံရပါတယ်။ဒါကိုကြည့်ပြီးအထက်အရာရှိကဆေးချောက်ဟာတရားမဝင်မှုလို့ကြေညာကအဲ့လီစမ်းသပ်မှု project ကိုချက်ချင်းရပ်ဖြစ်လိုက်ပါတယ်။လက်ရှိကာလကိုရောက်လာတဲ့အခါမှာတော့ David Deldenton ဟာသူ့ကားထဲမှာရေဒီယိုနားထောင်ဆေးချောက်ယူရင်နားထောင်သူတွေကိုအကြံဉာဏ်တွေပေးနေပါတယ်။နောက်9နှစ်အတွင်းဆေးချောက်ကိုတရားဝင်ခွင့်မပြုဘူးဆိုရင်သူလူသားမျိုးနွယ်အပေါ်ယုံကြည်မှုရှိတော့မှာမဟုတ်ဘူးလို့သူကဆိုပါတယ်။ဒါအပြင်လူတိုင်းဟာဆေးချောက်ယူရတာကိုနှစ်ပေါင်းထောင်ချီကြိုက်နေတက်ခဲ့ကြတာထင်လို့မကြခင်မှာရပ်တန့်သွားမှာမဟုတ်ဘူးလို့လည်းသူကရှင်းပြပါတယ်။တရားရုံးစဉ်းစားပို့ဆောင်သူတယောက်အနေနဲ့သူဟာတရားရုံးစာရွက်စာတမ်းတွေနဲ့အကျွေးတောင်းခံလွှာတွေကိုလက်ခံသူစီရောက်အောင်ပုံစံမျိုးမျိုးဟန်ဆောင်ပြီးတအိမ်တက်ဆင်းလိုက်ဖို့ရပါတယ်။အနားယူချိန်မှာတော့သူဟာအသက်18နှစ်အရွယ်ရီးစားချီသူ NG ရှိယာအထက်တန်းကျောင်းကိုသွားပါတယ်။သူမရဲ့မိဘတွေနဲ့မတွေ့ကျင်သေးတာကြောင့်နောက်နေ့မှာအလုပ်များနေမှာမို့ညစာအတူမစားနိုင်ဘူးလို့သူကဆင်ခြေပေးပါတယ်။အဲ့ဒီအကြောင်းပြောနေတော့မှဆီယာတယောက်ကသူ့ကိုဧည့်သည်ကတောင်းရာကနေဒေးဗစ်နဲ့စကားများကြပြီးဒေးဗစ်ကလက်ခလာထောင်းကရိုင်းရဲဆိုင်ဆိုင်ပြန်လဲတွန့်ပြန်ပေးပါတယ်။ NG ကရုပ်ချောတဲ့ចောင်းသားလေးတယောက်နဲ့စကားပြောနေတာကိုတွေ့လိုက်ရမှသာသူကမချီပြုံးနဲ့ညစာပွဲကိုလိုက်ဖို့သဘောတူလိုက်ပါတယ်။ကျောင်းကထွက်လာတဲ့အခါမှာတော့ဆေးချောက်ထပ်ဝယ်ဖို့စောစီဖုံးဆက်ပါတယ်။စောရဲ့အိမ်ကိုရောက်တဲ့အခါစောကသူ့ကို Pineapple Express လို့ခေါ်တဲ့ဆေးချောက်အမျိုးအစားတဲ့နဲ့မိတ်ဆက်ပေးပါတယ်။ဒါဟာသူ့ရဲ့ကုန်ပေးသွင်းရေးလက်စီကရတာဖြစ်ပြီးတမျိုးလုံးမှာသူစီမှာပဲရှိတာလို့ပြောပါတယ်။စောကဒေးဗစ်ကိုအိမ်ပြန်မလွတ်ဘဲနဲ့လက်ဝါးကတိုင်ပုံစံဆေးလိပ်နဲ့ဆွဲဆောင်ပါတယ်။အဲ့ဒီဆေးလိပ်ရဲ့အစွန်းသုံးဖက်စလုံးကိုတပြိုင်တည်းမီးကြီးလိုက်လို့ညင်အာတနိသုံးစာပိုးပြင်းထန်လို့ဆိုပါတယ်။တစ်ချက်လောက်ရှူပြီးတဲ့နောက်မှာဒေးဗစ်ကပြန်မှုကြိုးစားပြန်ပြီးမြဲစောကဒေးဗစ်ရဲ့ဝတ်စုံကိုကြည့်ပြီးသူ့အလုပ်အကြောင်းစမိပါတယ်။ဒေးဗစ်ကသူဟာစဉ်းစားဖို့သူထီတဲ့အတွက်ဝတ်စုံအပြည့်ဝေးရတာချစ်ချောင်းရှင်းပြပါတယ်။သူရီးစားအကြောင်းလေးရင်းဖွင့်ပြီးသူမကကျောင်းကရုပ်ချောရဲ့ကောင်းလေးတွေနောက်ပါသွားမှကိုစိုးရိမ်နေကြောင်းပြောပြပါတယ်။စောကလည်းဒေးဗစ်မှာကောင်းမွန်တဲ့ရီးစားရှိတယ်လို့တနေကုန်ဆေးချောက်ရှူနေရင်ဘာမှအပင်မဲခံလုပ်စရာမလိုတဲ့အလုပ်ကောင်းရှိကြောင်းအားပေးပါတယ်။သူတို့နှစ်ယောက်ရေမောလိုက်ပြီးတဲ့နောက်မှာတော့စောကဒေးဗစ်ကိုအော်ပရာပွဲသွားကြည့်ဖို့ဖိတ်ပါတယ်။ဆေးချောက်ရှူပြီးပြန်သွားတာမျိုးထက်ပိုပြီးခင်ခင်မင်မင်နေကျင်တာပါ။ဒါပေမဲ့ဒေးဗစ်ကဆေးချောက်ကုံမှတရရပြန်လာခဲ့မယ်လို့ရင်ကြီးညင်းလိုက်ပါတယ်။ဒေးဗစ်မပြန်ခင်မှာသူဟာတက်ဂျွန်းစ်နဲ့လူတယောက်စီကိုစဉ်းစားသွားပုတ်ရမယ်လို့ပြောလိုက်ပါတယ်။စောကလည်းသူ့ကိုဆေးသွင်းပေးတဲ့ Red ကတက်ဂျွန်းစီကယူလာဖြစ်လို့တလူတည်းဖြစ်နေရင်တော့ဟာတာပဲလို့ဆိုပါတယ်။ဒေးဗစ်ကတက်ရဲ့အိမ်ကိုရောက်သွားပြီးမြဲအိမ်ထဲမဝင်ခင်ကားထဲမှာဆေးလိတလိအရင်တောက်လိုက်ပါတယ်။ဆေးတောက်နေတော့သူ့ကားနောက်မှာရေကားတစ်စီးလာရတာကိုမြင်လို့အဖမ်းမခံရအောင်ကားထဲမှာငုတ်အိတ်လိုက်ပါတယ်။ရဲမေတယောက်ကားပေါ်ကဆင်းလာပြီးတနက်ကိုအသင့်ပြင်ကတက်ရဲ့အိမ်ထဲကိုဝင်သွားပါတယ်။တနက်တန်ဒီကြားလိုက်ရလို့ဒေးဗစ်ထိတ်လန့်သွားပြီးအိတ်ခံဘက်ကိုလှမ်းကြည့်လိုက်တဲ့အခါတက်နဲ့ကယ်ရိုတို့ပေါင်းပြီးအာရှာယန်တယောက်ကိုဖိတ်တက်လိုက်တာကိုမြင်သွားပါတယ်။သူအယမ်းလန့်သွားပြီးအမြန်မောင်းပေးဖို့ကြိုးစားရမှာရဲကားကိုတော့တခြားကားတစ်စီးကိုပါအချင်းချင်းတိုက်မိမော့လွတ်အောင်ပြေးနေပါတယ်။သူအလောတကြီးထွက်ပြေးရင်တောက်နေတဲ့ဆေးလိပ်တို့ကိုကားပြင်းပေါက်မှန်နေအပြင်ကိုထွင်ပြလိုက်ပါတယ်။စူနောင်တန်ဒီကြောင့်တက်နဲ့ကယ်ရိုတို့အပြင်ထွက်လာကြရမှာတက်ကဆေးလိပ်တို့ကိုတွေးသွားပြီးတစ်ချက်လောက်ရှူကြည့်လို့ဒါပိုက်နပေါ် Express ပဲလို့ရွရွသွားပါတယ်ဒေးဗစ်ကစောရဲ့အိမ်ကိုပြန်ရောက်လာပြီမယ်။စောကတကားဖွင့်ပေးတာမြန်လုံးလို့ချက်ချင်းအထဲမဝင်နိုင်ပဲဖြစ်နေပါတယ်။နောက်ဆုံးအပေါ်ထဲရောက်တဲ့အခါသူတော်တော်လေးထိတ်လန့်နေလေစောရဲ့ printer ပေါ်မှာအန်ချလိုက်ပါတယ်။စောကသူ့ကိုစိတ်အေးအေးထားဖို့ချော်ပေးမယ်။ဒီ Pineapple Express ကအတော်လေးရှားပါတဲ့အမျိုးအစားဖြစ်ကြောင်းပြောပြလိုက်ပါတယ်။မြို့ထဲမှာဒါကိုစောတယောက်သေးပဲရောင်းတာလားလို့ဒေးဗစ်ကမေးတဲ့အခါစောကဟုတ်တယ်လို့အတည်ပြုလိုက်တာကြောင့်ဒေးဗစ်တကြောပြန်ထိတ်လန့်သွားပါတယ်။သူတို့နှစ်ယောက်ဟာဆေးချောက်တွေနဲ့မုံအချို့ကိုတိုင်းချုံယူပြီးအိမ်ကနေအမြန်ထွက်ပြေးကြပါတယ်။ကားရှောက်မောင်းနေရင်ဘယ်သွားရမှန်းမသိလာနဲ့ကြောထဲကိုကားချိုးဝင်ပြီးဆေးချောက်ထိုင်တောက်နေကြပါတယ်။စောက Red စီဖုန်းဆက်ပြီးနောက်နေ့မွန်းတဲ့မှာလာတွေ့မယ်လို့ပြောပါတယ်။ Red ရဲ့အိမ်မှာတော့သူ့တယောက်တည်းမဟုတ်ပါဘူး။ Dad ကသူ့လူတွေထက်တဲ့ Bulovsky နဲ့ Matthews တို့ကိုလွှတ်ထားတာပါ။ Bulovsky ကအသားဖြူဖြူအေးအေးဆေးဆေးနေတတ်တဲ့လူမျိုးဖြစ်ပြီးလူကောင်ကြီးတဲ့လူမြဲ Matt ကတော့ Bulovsky ဟာအရင်ကထက်စိတ်ပျော့သွားပြီလို့အမြဲအဖြစ်တင်နေတတ်သူပါ။တောထဲမှာရှိနေတဲ့ David နဲ့ Saul တို့ဟာသူတို့ဖုန်းတွေကိုခြေရခံမိမှဆိုလို့စိုးရင်စိတ်တွေလွန်ခဲ့လာပါတယ်။ဒါကြောင့်သူတို့ဖုန်းတွေကိုရိုက်ခွဲပြီးတော့ဆုံးဖြတ်လိုက်ကြပါတယ်။ David ကသူ့ဖုန်းကိုကြောက်တုံးနဲ့ရိုက်ခွဲပြီးမြဲ Saul ကတော့တစ်ပင်ကိုလှမ်းပေါက်တာမထိပဲလွဲသွားပါတယ်။ဖုန်းကိုလိုက်ရှာနေတော့မှ Saul ကတခုခုကြားလိုက်တဲ့ထင်ပြီးလန့်ပြေးတာကြောင့် David ကလည်းတခြားတစ်ဖက်ကိုလိုက်ပြေးပါတော့တယ်။သူတို့နှစ်ယောက်စလုံးလမ်းမှာအချိန်ချင်းချော့လဲပြီးမှကားစီကိုပြန်ရောက်လာကြပါတယ်။ David ကတော့စိတ်ပြေလက်ပြောက်ရေဗီယိုကိုပြန်ဖွင့်လိုက်ပါတယ်။နောက်နေ့မနက်နိုးလာတဲ့အခါမှာတော့ညနေ4 နာရီအထိအိပ်ပျော်သွားမှသိလိုက်ရပါတယ်။ David ကကားဆက်နိုးဖို့ကြိုးစားပြီးမြဲဘက်ထရီကုန်နေတာကြောင့်တောတွေကနေလမ်းလျှောက်ထွက်ထဲကြရပါတယ်။သူတို့နှစ်ယောက်တောထဲမှာဆေးချောက်တောက်ပြီးခုန်နေတဲ့မြင်ကွင်းကတော့တော်တော်လေးဟာတာဖြစ်စရာပါ။သူတို့နှစ်ယောက်ကားကြုံစီပြီး Red ရဲ့အိမ်ကိုရောက်သွားတဲ့အခါ Red ကသူတို့ကိုကေမုံစားဖို့ဖိတ်ပါတယ်။ Red ဟာအရိုက်ခံထားရမှန်းသိတာနေပေမဲ့သူကတော့ရေယုံပေါက်နေတာလို့ပဲစင်ကြေပေးပါတယ်။ Saul ကတော့အရင်ကဆေးလိပ်အတူတူတောက်ခဲ့ဘူးတာမို့ရွမ်းရှာသွားပါတယ်။ Red ကသူ့မိမစီဖုံးဆက်မယ်လို့ပြောတဲ့
တဲ့အခါ David ကတန်တရားဖြီးပြီးဖုန်းကိုလူယူကပြန်မပေးတော့ပါဘူး။ Red ကသူ့ကိုဆေးလိပ်ပြားခွက်နဲ့လမ်းပေါက်ရကနေ David နဲ့ Red တို့တပ်ပုတ်ကြပါတော့တယ်။ David က Red ကိုနိုင်သွားတဲ့အခါဖုန်းကိုယူပြီးအိမ်သားထဲထည့်လိုက်ပါတယ်။အဲ့ဒီနောက် Red နဲ့ Saul တို့ထပ်တက်ကြပြီး David ကလည်းဝင်ပါပြန်ပါတယ်။သူတို့တပ်ပုတ်ကြတာကြောင့် Red ရဲ့အိမ်တစ်ခုလုံးပျက်စီးကုန်ပါတယ်။ Red ကအိမ်သားထဲမှာတကားပိတ်ပြီးဖုန်းခိုးဆက်ဖို့ကြိုးစားပါတယ်။ Saul နဲ့ David တို့ကတကားကိုရိုက်ချိုးလိုက်တဲ့အခါ Red ကဘေးစင်ပေါ်လွင့်စင်သွားပြီးဘေးစင်လဲကွဲသွားသလိုသူဟာတကားအောင်မှာပြေးသွားပါတော့တယ်။သူကခဏနားကြရအောင်လို့အော်ပြောလို့ David တို့ခတိရရက်သွားပြီးမြင်ချက်ချင်းပဲပြန်စမယ် time in လို့အော်က David ကိုတွန်းထုတ်ပြီးအဲ့ဒါနဲ့ပြေးဝင်သွားပါတယ်။နောက်ဆုံးမှာတော့ David က Red ရဲ့ခေါင်းကိုနေရံနဲ့စောင့်လိုက်မှပဲရန်သွေးကပြီးသွားပါတယ်။သူတို့က Red ကိုကွယ်လွန်သွားတဲ့အဖိုးရဲ့ wheelchair ပေါ်မှာတိတ်မဲ့ပတ်ချီထားပြီးစစ်ဆေးမေးမြန်းပါတယ်။ Red က Matthews နဲ့ Bolofsky တို့အကြောင်းအကုန်ပြောပြပြီးသူတို့လွတ်မြောက်အောင်ကူညီပါမယ်လို့ကတိပေးပါတယ်။အဲ့ဒီအချိန်မှာပဲ Matthews နဲ့ Bolofsky တို့တကားလာခောက်တာကြောင့် David နဲ့ Saul တို့ကနောက်ဖဲလိုင်းကြတဲ့ပြေးထွက်ပြီးပုံနေလိုက်ပါတယ်။ဒါပေမဲ့ Red ကချက်ချင်းပဲသူတို့ကိုသတင်းပေးလိုက်တာကြောင့်သူတို့က Ted ကိုလမ်းပြောပါတယ်။ Ted က Red ကိုတတ်ဖိလာမယ်လို့အမိန့်ပေးလိုက်တာကြောင့်သူတို့က Red ရဲ့ဘိုက်ကိုတနက်နဲ့ဖြစ်ပြီးထွက်သွားကြပါတယ်။ Ted ကတော့ David ကသူနဲ့ရန်ဖြစ်နေတဲ့အာရှလူမျိုးတွေနဲ့ပူးပေါင်းနေတာလားလို့တန်တရားဝင်လာပါတယ်။အိမ်အပြင်မှာရှိနေတဲ့ David တခုတွေးမိတာက Red ကသာသူ့အကြောင်းကိုပြောလိုက်ရင် David ရဲ့အိမ်မှာပစ္စည်းတွေရှိနေတဲ့ Angie ပါ Andy ရဲ့ရှိနိုင်တယ်ဆိုတာပါ။ဒါကြောင့်သူတို့နှစ်ယောက်က Angie ရဲ့အိမ်ကိုအမြန်သွားကြပါတယ်။အဲ့ဒီကိုရောက်တဲ့အခါ David ကရုပ်ပြက်စင်းချက်နဲ့အနက်အသက်တွေဆိုးရွားစွာအိမ်ထဲဝင်သွားပါတယ်။ Angie ကတော့သူ့ရဲ့ပုံစံနဲ့နောက်ကျတာကိုမချေမနက်ဖြစ်နေပါတယ်။ Angie ရဲ့အကေကအပြင်မှာ Matthews နဲ့ Bolofsky တို့ကိုမြင်သွားတော့တနက်ကိုသွားယူပါတယ်။ Saul ကတတိပေးဖို့အိမ်ထဲပြေးဝင်လာတော့ Angie ကခရဲနဲ့ပခုံးကိုထိုးလိုက်ပါတယ်။ David က Saul ဟာနာမည်ကြီးဆေးချောက်ရောင်းသူဖြစ်ကြောင်းပြောပြနေတော့မှပဲ Angie ရဲ့အကေကတနက်နဲ့ဖြစ်လိုက်ပါတော့တယ်။ David ကသူတို့ကိုစိတ်အေးထားဖို့ပြောနေလူဆိုးတွေမရောက်လာခင်အိမ်ကနေထွက်သွားဖို့တိုက်တွန်းပါတယ်။သူက Angie ကိုမြို့တစ်ဖက်ကမိုဒယ်တစ်ခုမှာဂါကျော်ဆိုတဲ့နာမည်နဲ့တွားပုံးနေဖို့ပြောလိုက်ပါတယ်။သူနဲ့ Saul တို့ကတော့အဲ့ဒီညမှာတစ်ပင်ပေါ်တဲ့ပုံရင်စကားပြောနေကြပါတယ်။ Saul က David ကိုတငယ်ချင်းတစ်ယောက်လိုတေစာပေါက်သမိုးထားကြောင်းပြောပါတယ်။နောက်နေ့မနက်မှာတော့ပတ်စံရအောင်ဆေးချောက်အချို့ကိုရောင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ Saul ကအစားစားသွားဝယ်တော့ David ကចောင်းသားအချို့စီဆေးချောက်လက်thứcဆုပ်စာရောင်းလိုက်ပါတယ်။ David ကထိုင်ပြီးဆေးတောက်နေတော့မှပဲလမ်းသွားလမ်းလာရဲတယောက်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။သူမက David ကိုဖမ်းလိုက်ပြီးကယ်ရိုအပါအဝင်တခြားရဲတွေကိုသတင်းပို့လိုက်ပါတယ်။ David ကအခြေအနေတွေကိုရှင်းပြတဲ့အခါသူမကယုံပုံရပြီးအချက်အလက်တွေထပ်မေးပါတယ်။ Saul ကကားနောက်ခံက David ကိုမြင်သွားပြီးအဲ့ဒီရဲမေကိုကယ်ရိုလို့ထင်သွားပါတယ်။သူကရဲမေရဲ့ကားရှိကိုခုန်တက်ပြီးမှန်ကို Cherry Free တွေနဲ့ပတ်ကအာယုံဖွဲ့ဖို့ကြိုးစားပါတယ်။သူမကဘသူ့ကိုတိုက်မိတာလဲဆိုတာစဉ်းကြည့်တော့မှ Saul ကကားမောင်းသူနေရာကိုဝင်ထိုင်ပြီးကားကိုနောက်ဆုတ်မောင်းလိုက်ပါတယ်။သူမကသူတို့ကိုဆက်ပစ်ပြီးကယ်ရိုကလည်းနောက်ကနေလိုက်တိုက်တာကြောင့်ဟာသားဆန်နဲ့ကားလိုက်တန်းကစားဝဲဖြစ်လာပါတယ်။ Saul ကမှန်သူအရန်ကိုရှာမိတွေ့တာနဲ့မှန်ကိုခြေထောက်နဲ့ကန်လိုက်ရမှာခြေထောက်ကမှန်နဲ့ညှက်သွားပြီးခြေထောက်ကြီးအပြင်ထွက်လျက်ကားမောင်းရပါတော့တယ်။သူတို့ကကယ်ရိုကိုတခြားကားတွေနဲ့တိုက်မိတောင်လွတ်လိုက်တာကြောင့်သူမရဲ့ကားကတိုင်းပေါက်သွားပြီးသူတို့လွတ်သွားပါတယ်။ကားပေါ်ကဆင်းတဲ့အခါ David က NGC ဖုံးဆက်ပြီးနေကောင်းလာမေးပါတယ်။သူတို့စကားများကြပြီးနောက်ဆုံးမှလမ်းခွဲလိုက်ကြပါတယ်။ David ကအာယုံဆိုင်နေအောင်ဆေးချောက်မတော့ဖဲနေကြဆိုလို့ Saul ကိုအကြံပေးပါတယ်။ Saul ကသဘောမတူတာကြောင့် David ကသူတို့ဟာတငယ်ချင်းတွေမဟုတ်ဘူးလို့ပြောလိုက်တဲ့အတွက် Saul စိတ်မကောင်းဖြစ်ကလမ်းခွဲသွားကြပါတယ်။ Saul ကတော့ပန်းချန်ထဲမှာဆန်းဝစ်စားရင်ငိုနေပါတယ်။ David က NGC ပြန်ဖုံးဆက်ပြီးသူမကိုချစ်တဲ့အကြောင်းနဲ့သူမဟာသူ့အတွက်ဘလောက်အရေးကြီးကြောင်းပြန်ပြောပါတယ်။ Angie ကလည်းသူမချစ်တဲ့အကြောင်းနဲ့ David ကိုလက်ချက်ပေါ်အခြေအနေထိစဉ်းစားခဲ့ဘူးကြောင်းပြန်ပြောပါတယ်။ဒါကိုကြားတော့ David ကလန့်ပြီးမျက်ရည်တွေတောင်ချက်ချင်းတိတ်သွားကသူတို့ဆက်ဆံရေးကအယမ်းမြန်နေသလားလို့ပြန်ငင်းပါတယ်။ဒါက Angie ကိုစိတ်တူစေပြီးဖုံးချပစ်လိုက်ပါတယ်။အဲ့ဒီနောက် David ကအနီးနားကဘိုးဘွားရိပ်သာမနေတဲ့ Saul ရဲ့အဖွားစီသွားပါတယ်။ Saul လည်းအဲ့ဒီကိုရောက်လာပေမဲ့ Matt နဲ့ Bolofsky တို့ရဲ့အဖမ်းခံလိုက်ရပါတယ်။သူကထွက်ပြေးဖို့ကြိုးစားရင် Coffee O နဲ့ Matt ရဲ့မျက်နှာကိုရိုက်လိုက်ပေမဲ့မလွတ်ခင်မှာပဲ Bolofsky ကသူ့ကိုဖမ်းမိသွားပါတယ်။ David ရောက်လာတဲ့အခါမှာတော့ရဲတွေက Saul ရဲ့အဖွားစီကထွက်ဆိုချက်ယူနေတာကိုတွေ့ပါတယ်။ Saul ဟာတပ်ရဲ့လူတွေလက်ထဲရောက်နေပြီဆိုတာတီးသွားပြီး Red ရဲ့အိမ်ကိုသွားပါတယ်။အဲ့ဒီမှာ Red ကခောက်ဆဲအချောက်ပြီးဓာတ်တစ်ကြောင်းနဲ့အိမ်သားထဲမှာပုံနေတာကိုတွေ့ပါတယ်။သူက Saul ကိုကယ်ဖို့တိုက်တွန်းပေမဲ့ Red ကတော့သူတနက်မှန်ထားတော့တေးသွားမှာပါလို့ဆိုပါတယ်။ခဏနေတော့ Red ကစိတ်ပြောင်းသွားပြီးသူ့မှာရှိတဲ့တနက်အားကိုထုတ်ပြပြီးကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့လင်းနဲ့ကိုစီနဲ့ဇက်လန်းအစကစစ်စခန်းဟောင်းအခုဆေးချော့တယ်။အဲ့ဒီမှာ Matt ကတန်ရအမာခွက်ကြီးနဲ့ Saul ကိုရိုက်ဖို့ကြိုးစားပေမဲ့ Bolofsky နဲ့တားပြီးဇက်လန်းအစကစစ်သားရှိခဲ့လေအောက်ခန့်အခန်းမှာ Saul ကိုပိတ်လောင်ထားလိုက်ပါတယ်။ David နဲ့ Red တို့ကရောက်လာတဲ့အခါမှာတော့ Red ကကြောက်သွားပြီးအိမ်ပြန်ပြေးပါတယ်။ David ကအတင်းကိုဝင်ပြေးပြီးတက်ရဲ့လူတစ်ယောက်ကိုဓာတ်အစာကုန်လွတ်ပါတယ်။ဒါပေမဲ့ Bolofsky ကအဲ့ဒီမျိုးကိုပြစ်တက်လိုက်ပြီး David ကိုပါ Saul ရှိတဲ့အခန်းထဲပိတ်လောင်ထားလိုက်ပါတယ်။အခန်းထဲမှာသူတို့နှစ်ယောက်ပြန်တဲ့သွားပြီးစကားပြောနေတာကိုအပြင်က Matt ကကြားပြီးစိတ်အနှောက်အယှက်ဖြစ်နေပါတယ်။ Matt ကထွက်သွားတဲ့အခါမှာ David ရဲ့ခါးပတ်ခေါင်းနဲ့ကြိုးကိုဖျက်ထုတ်ကြိုးစားကြပါတယ်။အဲ့ဒီအတန်တွေကသူတို့နှစ်ယောက်တစ်ခုခုနှုတ်နေတာလို့ Matt ကထင်သွားပြီးစိတ်တူစားကအခန်းထဲဝင်ပြီးတနက်နဲ့ပစ်ပါတယ်။သူက David ကိုပစ်လိုက်ရမှာ Saul ကပြန်ပစ်လိုက်တာကြောင့် Matt သေသွားပါတယ်။ David ကတော့အသက်မသေးပြီးမဲ့နေရွက်ကိုကြီးစမ်းမှန်သွားပါတယ်။အဲ့ဒီအချိန်မှာအာရှဝိုင်းတွေကလည်းတက်ရဲ့လူတွေပေါ်ကစီးနှင်းတိုက်ခိုက်နေတာကြောင့် David တို့လည်းလက်နက်ကိုကောက်ယူလိုက်ကြပါတယ်။အပြန်အလှန်ပစ်ခတ်မှုတွေအကြီးမှဖြစ်သွားပါတယ်။ကယ်ရိုကတက်ကိုကာကွယ်ပေးထားပြီးသူတို့နှစ်ယောက်မခွဲခင်နမ်းလိုက်သေးပါတယ်။ David နဲ့ Saul တို့ကလည်းတက်ရဲ့လူအချို့ကိုပြစ်တက်လိုက်ပါတယ်။ David က Saul ကိုလေဝင်ခွက်ထဲတက်ခိုင်းနေတော့မှပဲတက်ကရောက်လာပြီး David ကိုပစ်ပါတယ်။ David နဲ့တက်နဲ့ကတနက်ချင်းပစ်ခတ်ကြပြီးနောက်ဆုံးမှလက်သိန်းချင်းထိုးကြပါတော့လေ။တက်က David လည်းနေရွက်ကိုကိုက်ဖို့ကြိုးစားပေမဲ့သွေးတွေထွက်နေတာညင်တော့မှယွန်စရာချစ်ပြီးရက်သွားပါတယ်။သူယွန်နေတော့မှ David ကပြန်ထိုးခွင့်ရပါတယ်။သူတို့ဟာမီးတိုက်စိတ်ဘူးတွေမီးချောင်းတွေပိုက်လုံးတွေနဲ့အပြန်အလှန်ရိုက်နှက်ကြပါတယ်။ David ကအသာစီးရခါနေတော့မှအာရှဝိုင်းတယောက်ကသူတို့စီကိုဘုံတစ်လုံးလမ်းပစ်ပါတယ်။သူတို့ရှောင်လိုက်နိုင်ပေမဲ့တက်ကတော့ဘုံတန်ကြောင့်နေရန်စီကိုစောင့်နေသေးသွားပါတယ်။တစ်ဖက်မှာတော့ Saul ကလေဝင်ခွက်ထဲကဆင်းလာပြီးကယ်ရိုနေထိုက်တွေ့သွားပါတယ်။သူတို့အကြီးမှတိုက်ခိုက်ကြပြီး Saul ကနိုင်သွားပါတယ်။သူမကိုအကက်ရှင်းမဲ့လို့လက်နေတော့မှပြီး Bolofsky ကတနက်တစ်ချက်ဖောက်ပြီးသူကဒီပြဿနာတွေလည်းစစ်မပါချင်တော့ဘူးမိမစီပြန်တော့မယ်လို့ပြောပြီးထွက်သွားပါတယ်။ဒါပေမဲ့ Matt ကတန်ရရထားတဲ့ Matt ကသူ့ကိုပြစ်လိုက်ပါတယ်။ Matt က Saul ကိုထက်ပစ်မယ်လို့လုပ်နေတော့မှပဲ Red ကကားနဲ့ဝင်တိုက်ပါတယ်
ကယ်ရိုကရက်ကိုတနက်နဲ့အချင်းချင်းပြစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာအောက်ခန်းကဘုံချောက်ခွင်းမှုကြောင့်ကားကကယ်ရိုပေါ်ကိုလွင့်စင်ကြပြီးသူမထေဆုံးသွားပါတယ်ဒေးဗစ်ကအဖင်ကိုထွက်လာတဲ့အခါသူ့ပေါင်စီမှာမီးဆွဲနေတာတွေ့တော့ဖောင်စီကိုချွတ်ပစ်လိုက်ရပါတယ်အဲ့ဒီနောက်မီးလောင်နေတဲ့အဆောက်အဦထက်ကတတိမင်းနေတဲ့စောကိုဆွဲထုတ်လိုက်ပါတယ်စောတတိရလာတဲ့အချိန်မှာပဲအဆောက်အဦကြီးတစ်ခုလုံးပျောက်ကွဲသွားတာကိုသူတို့မြင်လိုက်ကြပါတယ်ထူးထူးဆန်းဆန်းပဲရက်ကလည်းအသက်ရှင်လျက်သွားကွာပြီးထွက်လာပါတယ်သူတို့ 3 ယောက်သားအနီးနားကစိုက်တစ်ခုမှာမနက်စားရင်လွတ်မြောက်လာတာကိုအောင်ပွဲခံပါတယ်ရက်ကသူတေးသွားမှာပါလို့ဟာသက်ကြုံနေတော့မှသူတို့ကြုံခဲ့ရတဲ့ကိုပြန်ပြောနေတော့မှပဲရက်တတိလင်းသွားပါတယ်သူတို့ကရက်သေးပြီးအမတ်နဲ့အော်ခေါ်လိုက်တော့သူပြန်နိုးလာပါတယ်နောက်ဆုံးမှစောရဲ့အဖွားရောက်လာပြီးသူတို့အာနောအဖွားရဲ့ကားနဲ့ထွက်သွားကြရင်ဆက်လန်းကပြီးဆုံးသွားပါတယ် ဒီဗီဒီယိုကိုကြိုက်နေတဲ့ like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ထပ်ဘယ်ဗီဒီယိုကို recap လုပ်ပေးရမလဲဆိုတာကို comment မှာတောင်းဆိုနေပါတယ်အဆုံးထိကြည့်ပေးတဲ့အထက်ကျေးဇူးအများကြီးတင်ပါတယ်နေ့ရက်အကောင်လေးတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ Nomi Channel မှာဆုမွန်ကောင်းတောင်းပေးပါတယ်